American နိုင်ငံသားတွေထိခိုက်စေဖို့ကြားဖြန့်ဂိုင်းတွေကိုတရုတ်ကွန်မြူနစ်ပါတီကအားပေးခဲ့ကြောင်း FBI ကပြောပါတယ်။ American Federal Trade Bureau FBI ညွှန်ကြားရေးမှူးကမြန်မာပါဝင်အရှေ့တောင်အာရှဒေသတွင်းနိုင်ငံတွေရဲ့စိုက်ဘာငွေကြေးလိမ်လည်မှုကြားဖြန့်လုပ်ငန်းတွေမှာတရုတ်အာဏာရကွန်မြူနစ်ပါတီ CCP ရဲ့ဆက်စပ်မှုရှိနေကြောင်းပြောကြားခဲ့ပါတယ်။ မတ်လ18ရက်နေ့တုန်းက American အောက်လွှတ်တော်ရဲ့ထောက်လှမ်းရေးဆိုင်ရာကော်မတီဟာ American ပေါ်ချင်းချောက်လာနိုင်တဲ့ဒီကမ္ဘာလုံးကအခြေအနေတွေနဲ့ပတ်သက်လို့နိုင်ငံရဲ့ထောက်လှမ်းရေး agency ကြီးကဲတွေစီကတင်ပြချက်တွေကိုကြားနာခဲ့ပါတယ်။အဲဒီအစီအစဉ်မှာတော့ Kash Patel ကကမ္ဘောဒီးယားနဲ့မြန်မာတို့လိုနိုင်ငံတွေမှာရှိနေတဲ့ကြားဖြတ်လုပ်ငန်းစောက်အုံများစုကို CCP ရဲ့အားပေးထောက်ခံမှုနဲ့တိစောက်ခဲ့တယ်ဆိုတာ American ကကြောထောက်နောက်ခံပြုထားတဲ့စုံစမ်းစစ်ဆေးရလဒ်တွေကညွှန်ပြနေကြောင်းထည့်သွင်းပြောဆိုသွားခဲ့ပါတယ်။ထိုင်းမြန်မာနဲ့ထိုင်းကမ္ဘောဒီးယားနယ်စပ်တွေမှာအဓိကအခြေစိုက်တဲ့ကြားဖြတ်ဂိုင်းတွေကိုနှိမ်နင်းဖို့သက်ဆိုင်ရာနိုင်ငံအသီးသီးရဲ့အာဏာပိုင်တွေနဲ့လည်းAmerican ကထိစပ်ထားပြီးဖြစ်တယ်လို့ Patel ကဆိုပါတယ်။အဲဒီကြားဖြတ်ဂိုင်းတွေဟာ American နိုင်ငံသားတွေနဲ့အရှေ့တောင်အာရှဒေသတွင်းကတက်ကြီးရွယ်တွေကိုအဓိကထားပြီးငွေကြေးလိမ်လည်နေကြောင်းအဲဒီဂိုင်းတွေရဲ့ခြံဝင်းတွေနဲ့အဆောက်အုံတွေတိစောက်မှုကို CCP ကအားပေးကူညီခဲ့ကြောင်းအကြောင်းရင်းကတော့အဲဒီဂိုင်းတွေဟာ American ပြည်သူတွေကိုနေတိုင်းဒုက္ခပေးမယ်ဆိုတာ CCP ကသဘောပေါက်ထားလို့ဖြစ်ကြောင်း Patel ကဆွဆွဲပြောဆိုသွားခဲ့ပါတယ်။သူက American ပြည်ထောင်စုဟာကြားဖြတ်နှိမ်နင်းရေးအားထုတ်မှုတွေကိုအရှိန်ဟုန်ဆက်လက်မြင့်တင်သွားမယ်လို့လည်းကြုံဝါခဲ့ပါတယ်။နောက်ထပ် American ကလှုပ်ဆောင်လာနိုင်တဲ့ခြေလှမ်းကတော့အဲဒီနိုင်ငံတွေစီသွားပြီးကြားဖြတ်ဂိုင်းတွေကိုတခုမကြံပိတ်ချပစ်တာမျိုးဖြစ်နိုင်တယ်လို့သူကဆိုပါတယ်။ဒေတာရင်းအစိုးရတွေနဲ့ပူးပေါင်းပြီးကြားဖြတ်ဂိုင်းတွေအသုံးပြုနေတဲ့အင်တာနက်ကွန်ရက်တွေကိုဖျက်တောက်တာမျိုးတွေလည်း American ကလှုပ်ဆောင်ခဲ့ကြောင်း Patel ကဆက်ပြောပါတယ်။ FBI ဟာအရှေ့တောင်အာရှကြားဖြတ်ဂိုင်းတွေကိုဖော်ထုတ်ဖြိုခွင်းရေးမစ်ရှင်အတွက်ထိုင်းနိုင်ငံဘန်ကောက်မြို့မှာထားရှိတဲ့ရုံးခွဲနဲ့လည်းစင်စစ်မပြတ်အဆက်အသွယ်လုပ်နေသလိုထိုင်းရဲတပ်ဖွဲ့အခြားဒေသတွေမိတ်ဖက်တွေနဲ့ပါပူးပေါင်းချိတ်ဆက်မှုတွေရှိနေကြောင်းသူကပြောကြားသွားခဲ့ပါတယ်။ FBI agent တွေကထိုင်းနိုင်ငံနယ်စပ်ဘက်ကနေမြန်မာဘက်ကျန်ကရင်ပြည်နယ်မြောက်ရီမြို့နယ်ထဲကကြားဖြတ်လုပ်ငန်းစောက်အုံတွေစီပန်ဘလူးနဲ့လှမ်းကြည့်နေတဲ့ဓာတ်ပုံတွေကိုလည်းလဆန်းပိုင်းမှာ FBI ကထုတ်ပြန်ခဲ့ပါတယ်။ယင်းဒီမြုံနာမဲ့နိုင်ငံခြားငွေကိုစစ်တပ်ကတရုတ်ရွာငွေနဲ့လက်ခံတော့မယ်ဖြစ်ကြောင်းသိရှိရပါတယ်။ယင်းဒီမြုံနာမဲ့နိုင်ငံခြားမှတီငွေရင်းကိုတရုတ်ရွာငွေနဲ့ပါလက်ခံတော့မယ်လို့စစ်တပ်ရဲ့ယင်းဒီမြုံနာမှုကော်မရှင်ကထုတ်ပြန်ပါတယ်။အရင်က American ဒေါ်လာတစ်မျိုးတည်းကိုပဲယင်းဒီမြုံနာမှုရဲ့မှတီငွေရင်းဖြစ်သတ်မှတ်ခဲ့တာဖြစ်ပေမဲ့ပိုမိုလွယ်ကူစေဖို့နဲ့ယင်းဒီလိုသူတွေရဲ့လိုအပ်ချက်ကိုဖြည့်ဆည်းတာလို့ဆိုပြီးမတ်လ16ရက်နေ့မှာထုတ်ပြန်စာမှာဖော်ပြထားပါတယ်။ဒါကြောင့်တရုတ်ငွေရွမ်ကိုယူဆောင်လာရင်နိုင်ငံခြားသုံးငွေရောင်းဝယ်ဖောက်ကားတဲ့လုပ်ငန်းလိုင်စင်ရဘဏ်တွေကတဆင့်ငွေလွှဲပြောင်းပေးချေတာတွေကိုဆောင်ရွက်နိုင်ပြီလို့အတည်ပြုထားပါတယ်။မနစ်ကစစ်ကောင်းဆောင်မင်းအောင်လှိုင်ရဲ့ခီးစဉ်မှာကလေးကရွမ်ငွေနဲ့တရက်ရင်းနှီးမြှုပ်နှံနိုင်ဖို့တရုတ်ဘက်ကတိုက်တွန်းခဲ့တာဒေါ်လာကိုတဆင့်ခံရတဲ့အဆင့်ကိုကျော်လိုက်တာပေါ့လို့အသက်60အရွယ်စီးပွားရေးလုပ်ငန်းရှင်တူကပြောပါတယ်။အင်အားကြီးအိန္ဒိချင်းနိုင်ငံရဲ့ငွေကြေးစနစ်ကိုနိုင်ငံတွင်းတရားဝင်ရင်းနှီးမြှုပ်နှံခွင့်ပြုလိုက်မှုတွေဟာအကောင့်အဆိုးတွင်တွဲနေပေမဲ့တရုတ်ရဲ့မြန်မာပြည်တွင်အကျိုးစီးပွားချုပ်ကိုင်မှုတွေကိုမမေ့သင့်ဘူးလို့ထောက်ပြပါတယ်။ရင်းနှီးမြှုပ်နှံမှုတစ်ခုတည်းပဲကြည့်ရင်မှားသွားလိမ့်မယ်။ပြီးခဲ့တဲ့15နှစ်လောက်ကတရုတ်ကကမ္ဘာကုန်သွယ်ရေးမှာအသာရဖို့ရွှေငွေတန်ဖိုးချတာမျိုးတွေထိရှိခဲ့ဘူးတယ်။ပြောချင်တာကပြည်တွင်းမှာတရုတ်ငွေကြေးဈေးကွက်တစ်ခုဖြစ်လာခဲ့ရင်ဘယ်သူကထိန်းကျောင်းနိုင်မှာလဲဆိုတာပဲလို့အထက်ပါစီးပွားရေးလုပ်ငန်းရှင်ကပြောပါတယ်။စစ်တပ်အာဏာသိမ်းလို့အနောက်နိုင်ငံတွေကအပါအဝင်ပြည်ပရင်းနှီးမြှုပ်နှံမှုတွေကစစ်တိုက်ကျဆင်းနေပေမဲ့တရုတ်နိုင်ငံကရင်းနှီးမြှုပ်နှံမှုတွေဆက်ရှိနေသေးအပြင်ရင်းနှီးမြှုပ်နှံတဲ့နိုင်ငံလိုက်စီးရင်ရဲ့ထိပ်ဆုံးမှာရှိနေပါတယ်။အခုဘာနာနဲ့2025-26 April ကနေဖေဖော်ဝါရီလကုန်အထိတရုတ်ကမြန်မာနိုင်ငံမှာဒေါ်လာသန်း160နီးပါးရင်းနှီးမြှုပ်နှံထားတယ်လို့စစ်ကောင်စီကအသိပေးထားပါတယ်။စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းစစ်တပ်ကတရုတ်ရွှေငွေသုံးစွဲမှုနဲ့ရွှေငွေခန့်ကဏ္ဍကိုပြည်တွင်းမှာပုံမတိုးမြင့်လာနေတာဖြစ်ပါတယ်။အီရန်စစ်ပွဲအတွက်စစ်စရိတ်ဒေါ်လာ200ဘီလီယံလောက်အမေရိကန်ထပ်သုံးဖို့ရှိနေကြောင်းသိရှိရပါတယ်။အီရန်စစ်ပွဲမှာအသုံးပြုဖို့နောက်ထပ်စစ်သုံးစရိတ်ဒေါ်လာ200ဘီလီယံလောက်ရရှိနိုင်ရေးအမေရိကန်ဆိုရစ조사နေကြောင်းသိရပါတယ်။အမေရိကန်အစိုးရရဲ့ကာကွယ်ဝန်ကြီးဌာနဖြစ်တဲ့ပင်ကွန်စစ်ဌာနချုပ်ဟာစစ်ပွဲအတွက်အဲ့ဒီလိုများပြားတဲ့ငွေပမာဏကိုထပ်မံသုံးစွဲနိုင်ရေးစ조사နေတာဖြစ်ပြီးလွှတ်တော်စီကဝေဖန်မေးခွန်းထုတ်မှုတွေကိုတော့ကျင်းတည်ရင်ဆိုင်ရပွဲရှိနေပါတယ်။လောလောဆယ်မှာတော့စစ်သုံးစရိတ်ထပ်တိုးပေးဖို့တရားဝင်ခွင့်ပြုချက်တောင်းခံခြင်းကိုပင်တကွန်ကအင်ဖြူတော်စီပေးပို့ထားပြီးဖြစ်ကြောင်းအမည်မဖော်လိုတဲ့ပင်ကွန်ရရှိသူကပြောပါတယ်။စစ်စရိတ်ထပ်တောင်းထားတဲ့ကိစ္စနဲ့ပတ်သက်ပြီးသတင်းထောက်တွေကမင်းညာရာမှာကာကွယ်ရေးဝန်ကြီးဘစ်ဟက်ဆက်ကမငင်းပေမဲ့ငွေပမာဏကိုတော့အတိမပြုတ်ခဲ့ပါဘူး။သူကငွေကြေးကိန်းဂဏန်းတွေကအပြောင်းလဲရှိနေတယ်လို့ဆိုပါတယ်။လူဆိုးတွေကိုတတ်ဖို့ဆိုရင်တော့ငွေ300မှာပဲလို့လည်းဝန်ကြီးကဆက်ပြောပါတယ်။
အခုလိုစစ်သုံးစေအလုံးရင်တောင်းဆိုမှုဟာလွှတ်တော်ရဲ့ထောက်ခံအတည်ပြုချက်ကိုလိုအပ်ပါတယ်။ Trump လက်ထက်မှာအမေရိကန်ဆိုရရဲ့ဂျွေးမီဟာစံချိန်တင်ဒေါ်လာ39ထရီလီယံထိမြင့်တက်နေပြီးသားဖြစ်တာကြောင့်အခုလိုစစ်စရိတ်တွေအများပြားထပ်သုံးဖို့ပြင်ဆင်လာတာကိုလွှတ်တော်ကထောက်ခံမလားဆိုတာမသိကြသေးပဲရှိနေပါတယ်။ Trump ဟာလွှတ်တော်စီကထောက်ခံချက်ကိုမယူဘဲအီရန်ကိုစစ်တိုက်ခဲ့တာဖြစ်ပါတယ်။ပြီးတော့လက်ရှိအီရန်စစ်ပွဲမှာကြုံတွေ့ဖြတ်သန်းနေရတဲ့အခြေအနေတွေညီးပြူဟာခင်းကျင်းတွေနဲ့ပတ်သက်ပြီးလွှတ်တော်ထဲမှာဝေဖန်မေးခွန်းထုတ်မှုတွေလည်းရှိနေခဲ့ပါတယ်။ Trump ကတော့လက်ရှိကမ္ဘာကြီးဟာအရန်ထိလွယ်ရှလွယ်နေရာတစ်ခုဖြစ်နေကြောင်းအမေရိကန်ရဲ့စစ်ရင်အားကိုကမ္ဘာထိပ်ဆုံးအဆင့်မှာဆက်ထိန်းထားဖို့ဆိုရင်ဒီလိုအရေးပေါ်ငွေကြေးဖြစ်တင်ထောက်ပံ့ပေးမှုမျိုးကပမာဏသေးသေးလို့တောင်ပြောလို့ရကြောင်းမှတ်ချက်ပေးသွားခဲ့ပါတယ်။အောက်လွှတ်တော်ထဲရဲ့ကာကွယ်ရေးအသုံးစရိတ်စောင့်ကြည့်ရေးကော်မတီခွဲဥက္ကဋ္ဌဖြစ်သူအာဏာရ Republican Party အမတ် Campbell ကတော့ဘင်ဂွန်အတွက်လိုအပ်တဲ့လက်နက်ခဲယမ်းမိကြောက်တွေဖြစ်တင်ဝယ်ယူနိုင်ရေးအဲ့ဒီပိုဆောင်စစ်သုံးစရိတ်ကိုဖြစ်တင်နိုင်အောင်လွှတ်တော်ထဲမှာစီယုံရေးစဆင်းနေပြီလို့ပြောပါတယ်။ဒါပေမဲ့အဲ့ဒီကော်မတီထဲမှာပါဝင်တဲ့ Democratic အမတ်တူဖြစ်တဲ့ Betty McCollum ဟာ Trump လွှတ်တော်စီခွင့်မတောင်းမဲ့စစ်ပွဲစတင်ခဲ့တာကိုထောက်ပြခဲ့ပြီးစစ်သုံးစရိတ်ဖြစ်တင်ရေးတောင်းဆိုချက်နဲ့ပတ်သက်ပြီးပိုပြီးအသေးစိတ်ရှင်းပြမှုတွေလိုအပ်လိမ့်မယ်လို့ဝေဖန်သွားပါတယ်။အမေရိကန်လွှတ်တော်ဟာသမ္မတကတောင်းဆိုသမျှခွင့်ပြုပြီးတစိမ့်လုံးထုပေးနေတဲ့စုပွဲဖြစ်လာလို့မရဘူးလို့သူကဆိုပါတယ်။အမေရိကန်ဟာအီရန်စစ်ပွဲရဲ့ပထမဆုံးနာရီပေါင်း100တွင်ဒေါ်လာ3.9ဘီလီယံလောက်သုံးစွဲခဲ့တယ်လို့ပြန်မျှတစ်နေ့ကိုစစ်စရိတ်ဒေါ်လာ1ဘီလီယံကျော်လောက်သုံးစွဲနေတယ်လို့သိရှိရပါတယ်။အကြမ်းဖက်မရောက်နိုင်တက်ချုပ်ရာထူးမှအနားယူမိမတ်လ30ရက်နေ့တွင်အကြမ်းဖက်သမ္မတရွေးချယ်ပွဲပြုလုပ်မည်ဖြစ်ကြောင်းသိရှိရပါတယ်။အကြမ်းဖက်မရောက်နိုင်တက်ချုပ်ရာထူးမှအနားယူမိမတ်လ30ရက်နေ့တွင်အကြမ်းဖက်သမ္မတရွေးချယ်ပွဲပြုလုပ်မည်ဖြစ်ကြောင်းအကြမ်းဖက်လွှတ်တော်နိုင်ကအောင်လင်းတွေကကြေညာပါတယ်။အကြမ်းဖက်ပြည်တော်စုလွှတ်တော်စီဝေးပထမနေ့တွင်လွှတ်တော်နိုင်ကအဖြစ်တာဝန်ယူနေတော့အကြမ်းဖက်အောင်လင်းတွေကထို့သို့ကြေညာသွားခြင်းဖြစ်ပါတယ်။စစ်တပ်လက်အောက်ခံကြက်ဖို့ပါတီမှလွှတ်တော်အမတ်များစုပါဝင်နေတော့အကြမ်းဖက်လွှတ်တော်များအနေမှာအကြမ်းဖက်ပြည်သူ့လွှတ်တော်အကြမ်းဖက်ဒုသမ္မတတအူအကြမ်းဖက်အမျိုးသားလွှတ်တော်ကအကြမ်းဖက်ဒုသမ္မတတအူအကြမ်းဖက်စစ်တပ်ကိုယ်စားလှယ်အစုအဖွဲ့ကအကြမ်းဖက်ဒုသမ္မတတအူစီရွေးချယ်မည်ဖြစ်ကြောင်းအဆိုပါအကြမ်းဖက်ဒုတိယသမ္မတ3ဦးနဲ့မှတအူကိုအကြမ်းဖက်သမ္မတဖြစ်မတ်လ30ရက်နေ့တွင်ရွေးချယ်မည်ဖြစ်ကြောင်းသိရှိရပါတယ်။အကြမ်းဖက်စစ်ကောင်ဆောင်မင်းအောင်လှိုင်မှာယခုမတ်လကုန်တွင်တက်ချုပ်ရာထူးမှတရားဝင်အနားယူမည်ဖြစ်ပြီးမတ်လ29ရက်နေ့တွင်ပြုလုပ်မည့်စည်ရပြခါနာကိုနောက်ဆုံးအဖြစ်တက်ရောက်မည်ဖြစ်ကြောင်းနေပြည်တော်စစ်ဘက်တွင်ရင်းမြစ်ကပြောဆိုထားပြီးဖြစ်ပါတယ်။စစ်တပ်အတွင်ဒုတိယစစ်ကောင်ဆောင်စိုးဝင်းကိုစစ်တပ်ဦးစီးချုပ်ရာထူးလွှဲပြောင်းရန်အလားအလာများရှိသည်ဟုပြောဆိုမှုများရှိနေတော့လေလက်ရှိအချိန်ထိမိသူကိုလွှဲပြောင်းပေးမည်ကိုအတိအကျမသိရသေးကြောင်းအကယ်၍ဒုစစ်ကောင်ဆောင်စိုးဝင်းကိုတက်ချုပ်ရာထူးလွှဲပြောင်းခဲ့ပါကလည်းရဲဝင်ဦးကျော်စွာလင်းအပါဝင်မရောက်နိုင်တပည့်လူယုံများစွာကစိုးဝင်းကိုဝန်ရံထားသဖြင့်တက်ချုပ်ဖြစ်လာမည့်ဒုစစ်ကောင်ဆောင်စိုးဝင်းတွင်အာဏာအပြည့်အဝချုပ်ကန်ခွင့်မရနိုင်သည့်အခြေအနေရှိကြောင်းနေပြည်တော်စစ်ဘက်တွင်ရင်းမြစ်ကသုံးသပ်ပြောဆိုပါတယ်။အကြမ်းဖက်မရောက်နိုင်သည့်2011ခုနှစ်မတ်လ30ရက်နေ့တွင်စစ်တပ်ဦးစီးချုပ်ဖြစ်လာခဲ့ခြင်းဖြစ်ပါတယ်။အီရန်တပ်ငွေတိုက်ကိုတကိုယ်တော်တိုက်ခိုက်ခဲ့ကြောင်းအစ္စရေးကအတည်ပြုလိုက်ပါတယ်။ဒေသတွင်းရှိစွမ်းရည်အခြေခံစောက်အုံတွေကိုတိုက်ခိုက်မှုတွေကြောင့်တင်းမာမှုတွေမြင့်တက်နေစဉ်အီရန်နိုင်ငံပိုင်တဘာဝတပ်ငွေတိုက်ကိုတိုက်ခိုက်ရာမှာအစ္စရေးနိုင်ငံကတကိုယ်တော်လှုပ်ဆောင်ခဲ့တယ်လို့အစ္စရေးဝန်ကြီးချုပ်မက်ဂျမင်နေတန်ယာဟုကပြောကြားလိုက်ပါတယ်။ကမ္ဘာအကြီးဆုံးတဘာဝတပ်ငွေတိုက်ရဲ့အစိပ်ပိုင်းတစ်ခုဖြစ်တဲ့အီရန်နိုင်ငံပိုင် Source Pass ကိုအစ္စရေးကတိုက်ခဲ့ပြီးဒီရန်ကလည်းတုံ့ပြန်မှုဖြစ်ကာတာနိုင်ငံရှိစွမ်းအင်လုပ်ငန်းစုကြီးတစ်ခုနဲ့ပင်လယ်ကွေ့အတွင်းရှိအခြားစွမ်းအင်ဆိုင်ရာပြစ်မှတ်တွေကိုတိုက်ခိုက်ခဲ့ပါတယ်။အဆိုပါတိုက်ခိုက်မှုတွေကြောင့်ကမ္ဘာအစွမ်းအင်ဈေးနှုန်းတွေရုတ်တရက်မြင့်တက်သွားခဲ့ပြီးအမေရိကန်သမ္မတဒေါ်နယ်ထရမ့်က၎င်းအနေဖြင့်အဆိုပါတိုက်ခိုက်မှုတွေကိုကြိုတင်သိရှိခဲ့ခြင်းမရှိခဲ့ဘူးလို့နောက်ပိုင်းမှာလူမှုမီဒီယာမှတဆင့်ရေးသားခဲ့ပါတယ်။ဂျာဒဘရီနီကပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာစွမ်းအင်ဆိုင်ရာပြစ်မှတ်တွေကိုယခုကဲ့သို့ထပ်မံတိုက်ခိုက်မှုမျိုးမပြုလုပ်ဖို့သမ္မတဒေါ်နယ်ထရမ့်ကတောင်းဆိုထားကြောင်းနေတန်ယာဟုကထည့်သွင်းပြောဆိုခဲ့ပါတယ်။အစ္စရေးနိုင်ငံအနေနဲ့အမေရိကန်ကိုစစ်ပွဲအတွင်းသို့ဆွဲသွင်းခဲ့ခြင်းသို့မဟုတ်သမ္မတဒေါ်နယ်ထရမ့်ကိုလမ်းမရအောင်လှည့်ဖြားခဲ့ခြင်းမရှိကြောင်းဝန်ကြီးချုပ်နေတန်ယာဟုကညွှန်ဆိုခဲ့ပြီးအမေရိကန်ခေါင်းဆောင်ကမိသူကမျှမိသူလို့ဆောင်ရမယ်လို့ညွှန်ကြားနိုင်ခြင်းမရှိကြောင်း၎င်းကဆက်ပြောပါတယ်။ယခုလိုစွမ်းရည်အခြေခံစောက်အုံများပေါ်တိုက်ခိုက်မှုတွေဟာအမေရိကန်နဲ့အစ္စရေးတို့အီရန်ပေါ်ဆင်နွှဲနေတဲ့စစ်ပွဲအခြေအနေကိုပုံမဆိုးရွားစေခဲ့ပါတယ်။အဆိုပါဆေးလုပ်ရများကြောင်းအီရန်ကလည်းဟိုမိုစီလက်ကြားမှတဆင့်ကုန်သွယ်ရေးရေကြောင်းသွားလာမှုကိုကန့်သတ်မှုများနဲ့တုံ့ပြန်ထားပါတယ်။ကမ္ဘာတဝန်းနေ့စဉ်အသုံးပြုနေတဲ့ရေနံစီပေါင်းတန်း100ရဲ့9ပုံတပုံကဟာအီရန်ကမ်းရိုးတန်းတစ်လျှောက်ရှိဟိုမိုစီလက်ကြားကိုဖျက်ဆီး၍ပုံမှန်တင်ပို့နေရခြင်းဖြစ်ပါတယ်။ယခုတိုက်ခိုက်မှုကြောင့်ကမ္ဘာလုံးဆိုင်ရာစွမ်းအင်ထောက်ပံ့မှုအပေါ်ကြီးမားသောနောက်ဆက်တွဲသက်ရောက်မှုရှိလာနိုင်ပြီးအလွန်အန္တရာယ်ကြီးမားသောအခြေအနေတင်းမာမှုမြင့်တက်လာခြင်းဖြစ်ကြောင်းကာကွယ်ရေးဝန်ကြီးမိုဟာမက်ဘင်အဗ်ဒူရာမန်အယ်တာနီကသတိပေးခဲ့ပါတယ်။
အကယ်၍အီရန်ခြေခံစောက်အုံများထပ်မံတိုက်ခိုက်ခံရပါကအီရန်အနေနဲ့လုံးဝတီးခံမှာမဟုတ်ဘူးလို့အီရန်နိုင်ငံခြားရေးဝန်ကြီး Abbas Araghchi ကပြောကြားခဲ့ပါတယ်။